Gemini AI ကိုအသုံးပြုပြီးတော့အလွယ်ကူဆုံးအလန်းစားသချင်းလေးတွေဖန်တီးလို့ရနေပြီဆိုတာသိပြီးကြပြီလားဗျမသိသေးလို့ရှိရင်ဒီဗီဒီယိုမှာလုံနည်းလေးကိုကျွန်တော်နဲ့အတူတူသွားကြည့်လိုက်ရအောင်ဗျ Chrome browser ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ပြထားတဲ့ဒီ Man Blue နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားရင်ဒီနေရာမှာ Gemini AI တို့ရိုက်ချလိုက်ပါဗျ GEMINI AI Gemini AI တို့ရိုက်ပြီးသွားရင်အောက်မှာပေါ်လာတဲ့ Gemini AI ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒီအောက်နားလေးမှာရှိနေတဲ့ Google Gemini ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ဒီမှာ guitar ပုံလေးနဲ့ create music ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျကျွန်တော်ဒီနေရာမှာရှိနေတဲ့ describe your track ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဖန်တီးခိုင်းနေတဲ့သချင်းလေးတစ်ပုဒ်ကိုဖန်တီးခိုင်းလိုက်ပါဗျကျွန်တော်တို့အလွမ်းသချင်းလေးတစ်ပုဒ်ဖန်တီးခိုင်းလိုက်မယ်နော်ဗျဒီနေရာမှာကျွန်တော်ကတော့အလွမ်းဆွေးသချင်းတစ်ပုဒ်လောက်ဖန်တီးပေးပါလို့ရေးပြီးတော့ဒီဘက်ဘေးကဒီမှာမြားလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါဗျโอเคဒီနေရာမှာခဏလေးစောင့်လိုက်နော်ဗျသူဒီနေရာမှာ generate လုပ်ပေးနေတာဖြစ်ပါတယ်ဗျเนาะကျွန်တော်နဲ့အတူတူခဏလေးစောင့်ကြည့်လိုက်ပါဗျโอเคဒီမှာတော့သူရေးထားတယ်အခုပဲတင်အတွက်အလွမ်းဆွေးခံစားချက်အပြည့်နဲ့မြန်မာပေါ့တချင်းတစ်ပုဒ်ကိုတဲ့ဖန်တီးပေးလိုက်ပါပြီဒီတချင်းလေးကိုအောက်မှာနားဆင်နိုင်ပါတယ်တဲ့အပေါ်ကိုနည်းနည်းလေးတွန်းတင်လိုက်ပါဗျတွန်းနေပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်နဲ့အတူတူနားဆင်ကြည့်လိုက်ရအောင်ဗျဒီညလေးကောင်းခင်ချယ်ရီလင်းလို့ရင်ထဲမှာတော့မင်းပုံရိတ်ကโอเคဒီမှာအရန်ကိုမိုက်တဲ့သချင်းလေးတစ်ပုဒ်ကိုသူကစက္ကန့်30တီတီဖန်တီးပေးထားတာဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကိုကျွန်တော်တို့ကစစ်ပြီးတော့ယူခြင်းတယ်ဆိုလို့ရှိရင်ဒီမှာဗီဒီယိုလေးပေါ်ကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ထောက်ပြီးသွားလို့ရှိရင်ဒီမှာမြားလေးကိုတစ်ချက်နှိပ်လိုက်ဒီနေရာမှာကျွန်တော်တို့က MP3 ဖြစ်တောင်းမလားဒါမှမဟုတ်ဗီဒီယိုဖြစ်တောင်းမလားပေါ့နော်ကျွန်တော်တို့ကဗီဒီယိုဖြစ်တောင်းခြင်းတယ်ဆိုလို့ရှိရင်အပေါ်ဗီဒီယိုနဲ့ MP3 တောင်းမယ်ဆိုလို့ရှိရင် audio only ကိုနှိပ်လိုက်ပါဗျာနော်ကျွန်တော်တို့ဗီဒီယိုတောင်းမှဖြစ်တဲ့အတွက်ကြောင့်အပေါ်ဗီဒီယိုနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျနှိပ်ပြီးသွားလို့ရှိရင်ဒီမှာ downloading trust ဒီမှာ track download ဆိုပြီးဒီမှာပြီးသွားပြီနော်ဗျအားလုံးပဲအဆင်ပြေကြပါသေးဗျ